တနေ့ကဘုံဘုံကပြောခဲ့တယ်။အိုးဘကတင်တဲ့တစ်ခုမှပညာတက်ရင်လက်နဲ့ကင်ကြမလို့မောဒရာဇက်အလုံးကြဘူးလေနော်။အဲ့ဒီဇက်ရဲ့မူရင်းဇက်နာမည်ကမဟာဥမ္မကဇက်မဟာဥမ္မကဇက်မင်းတို့အလုံးသိတဲ့အတိုင်း၈တန်းလောက်ကနေတင်ရတယ်နော်။မဟာဥမ္မကဇက်မှာဘာအကြောင်းလို့ဆိုတော့နောက်ဆုံးအခန်းမှာဘာလုပ်တာတခြားတိုင်းပြည်ကလာပြီးတော့စစ်တိုက်တဲ့ကဥမ္မလိုင်ကောင်တူးတယ်ဆိုတော့အခုမှတူးတာမဟုတ်မောဒရာတူးခဲ့တာဥမ္မလိုင်ကောင်တူးတဲ့စနစ်တွေနော်ကဘာကလေးအခုကဂါဇာတို့ခုအီရန်တို့ဥမ္မလိုင်ကောင်တူးတာနောက်အများကြီးကြာနေတယ်ဂျပန်တို့ဥမ္မလိုင်ကောင်တူးတယ်ဗီယက်နမ်တို့ဥမ္မလိုင်ကောင်တူးတယ်ဆိုတော့အများကြီးနောက်ကြာနေတယ်မောဒရာဥမ္မလိုင်ကောင်တူးခဲ့ဥမ္မလိုင်ကောင်တူးပြီးတော့ရန်သူရဲ့ခေါင်းဆောင်ရှိတဲ့နေရာကိုရောက်အောင်သွားပြီးအဲ့ခေါင်းဆောင်ကိုဖမ်းပြီးတော့စစ်ပြင်ရေးညှိနှိုင်းလိုက်တဲ့ကတယောက်မှစစ်သားဟိုဘက်ဒီဘက်တည်တရားမလို့ပဲနဲ့စစ်ပွဲနိုင်ရသွားတယ်မဟာဥမ္မကဇက်အဲ့တော့ကိုကဘယ်လောက်ထိညံကောင်းအောင်လဲဘယ်လောက်ထိမျှော်မြင်ရှိရမလဲဘယ်လောက်ထိပညာတတ်ဖို့လိုလာလဲဆိုတော့ခေတ်ကာလအားလျော်ဆိုတာလိုအပ်ချက်တွေအများကြီးရှိမှာပေါ့တို့တော့ပညာတတ်ရင်လက်နဲ့ကင်ပြမလို့ဒါသိကြတယ်အခုနေ့လက်နဲ့ကင်နေကြတဲ့သူတွေအားလုံးဟာပညာနေကြတယ်တော့မဟုတ်ပညာမဲ့ကြတယ်ပဲဒါကြောင့်သောတဲ့သူတွေပညာတတ်အောင်လို့ရံဖြစ်เสียမလို့ရံဖြစ်เสียမလို့ပဲနဲ့ငြိမ်းချမ်းရေးရတာမကောင်းဘူးလားရံဖြစ်ပြီးမှငြိမ်းချမ်းရေးရတာဆိုသေသွားတဲ့သူအများကြီးလေပေးဆက်လိုက်ရတဲ့သူအများကြီးလေတချို့ကြတော့လေသေတာတန်တယ်တချို့ကြလည်းသေတာမတန်ဘူးတန်းယူတယ်ဘုံဘောတော့ဘယ်သူမှမသေးစေချင်ဒီနိုင်ငံထဲဟုတ်ပြီနော်အေးဒါကြောင့်နိုင်ငံချစ်စိတ်ဆိုအဲ့ဒါပြောဘယ်သူမှထိခိုက်ကြမလို့နဲ့တိုင်းပြည်ကိုအောင်မြင်အောင်ဖြစ်ထွန်းအောင်တို့ရလုပ်နိုင်အကောင်းဆုံးပဲအဲ့ဒါလို့ပြောရင်ဘုံဘောကိုပြောကြအောင်ပဲရှင်ပြနိုင်ငံရေးထားလုပ်ပါလားရှင်ပြသမ္မတလုပ်ပါလားဘုံဘောသမ္မတလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးနိုင်ငံရေးလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးဒါပေမဲ့ဘုံကနိုင်ငံအရေးကိုလုပ်နေတာဘုန်းကြီးတွေအတွက်လည်းလုပ်တယ်သာနာအတွက်လည်းလုပ်တယ်နိုင်ငံအတွက်လည်းလုပ်တယ်လူမျိုးအတွက်လည်းလုပ်တယ်ပညာရေးအတွက်လည်းလုပ်တယ်နိုင်ငံအရေးဆိုတာ politics လို့ခေါ်တဲ့နိုင်ငံရေးတဲ့အထက်မှာရှိနိုင်ငံရေးဆိုတာအများစုဟာပါတီကိုဗဟိုပြုတယ်နိုင်ငံရေးဆိုတာတနိုင်ငံလုံးကိုကိုစားပြုတာတာရေးနာရေးအကုန်ပါတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေရဲ့စိတ်နေစိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်ဒါကြောင့်ဘုန်းကဒီဟာလေးကိုပြောလိုက်တယ်ပြည်သူ့ညီတင်တဲ့ရည်ရွယ်ချက်ကနှစ်ချက်ပဲတစ်ခုကဘာတော့ဇာတိတလို့ခေါ်တော့စိတ်နေစိတ်ဓာတ်ကောင်းဖို့နောက်နံပါတ်2ကအဲ့နှစ်ခုကောင်းပေါင်းပြီးတော့တစ်ခုတည်းပြောလိုက်တော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ good citizen ဒါကြောင့် citizenship education ဆိုတာပြည်သူ့ညီကိုပြောဒါအဲ့နှစ်ချက်ကိုပေါင်းလိုက်တော့တစ်ခုပဲပြည်သူ့ညီတင်တာဘာအတွက်တော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့လို့ပြောနိုင်ငံသားကောင်းဆိုတန်းဝင်ပေါဝင်တယ်ပေါ့ကမ္ဘာမှာတန်းဝင်ပေါဝင်တယ်လေးစားလောက်အောင်ဂုံရည်သွေးပြည့်တဲ့နိုင်ငံသားမျိုးကိုပြောအဲ့ဒါဘုံဘုံတို့အများကြီးလေ့ကျင့်အများကြီးပြင်ဆင်အောင်ပဲမင်းတို့ကိုယ်နဲ့မဆိုင်ဘူးလို့နေတယ်ဆိုရင်တော့ဘုံဘုံတို့လည်းဘုန်းကြီးတွေနဲ့မဆိုင်ပါဘူးကနိဗ္ဗာန်ရောက်ကြောင်းရဲ့ဘုန်းကြီးနဲ့ဆိုင်နေဆိုတော့မြတ်စွာဘုရားရှင်နိဗ္ဗာန်ရောက်ကြောင်းရဲ့ဘုန်းကြီးနဲ့ဆိုင်တယ်လို့ဘယ်သုတ္တမှာမဟုတ်လောကီတွေလည်းဟောတယ်လောကုတ္တရာတွေလည်းဟောတယ်ဒီဝိနည်းသုတ္တတို့သင်္ကလဝရသုတ္တတို့ကလောကီကိုအများကြီးကိုးစားပြုထားတယ်သမုဒိသစ္စာကိုလည်းဟောတယ်ပရမတ္ထသစ္စာကိုလည်းဟောတယ်လောကမှာနေတတ်ဖို့လည်းဟောတယ်သိတတ်ဖို့လည်းဟောတယ်လောကရဲ့လွန်မြောက်ကြောင်းကိုလည်းဟောတယ်လောကထဲမှာရှိရင်နေတတ်ဖို့လည်းလုပ်တယ်သိတတ်ဖို့လည်းလုပ်တယ်လောကလွန်မြောက်နိုင်တဲ့တရားအမျက်ဆုံးဒါကြောင့်အမျက်ဆုံးတရားနဲ့အကောင်းဆုံးတရားတွေဟောခဲ့အမျက်ဆုံးတရားတော့နိဗ္ဗာန်ပေါ့အကောင်းဆုံးတရားတော့လောကမှာဘယ်လိုနေမလဲဘယ်လိုသိမလဲဆိုတဲ့ဟာတွေကိုဘုရားရှင်နှစ်မျိုးလုံးဟောပါတယ်နော်အဲကြောင့်ဘုန်းကြီးတွေရဲ့တာဝန်ကလည်းနိဗ္ဗာန်အကြောင်းကြီးရဲ့တသက်ဟောမဟုတ်ဘူး။ကံသားတို့မျိုးကနိဗ္ဗာန်အကြောင်းဟောမယ်။မင်းတို့ဘယ်လောက်စိတ်ဝင်စားမလဲ။စိတ်ဝင်စားနိုင်မှာမလား။နိဗ္ဗာန်ဆိုတာခဏထားအခုမင်းတို့ဘယ်လိုမျိုးလူလိုသူလိုဘယ်လိုနေရမလဲတော့မင်းတို့မသိသေးဘူး။ဒါဘုံဘုံပြောတာသဘောကျလားမကြောက်ဘူးလား။လူလိုအသိလူလိုနေနည်းကိုစတင်ရတယ်။အဲ့ဒီကြမှာလူအသိထက်တာမန်လူအသိထက်အစင်မြင့်တဲ့နိဗ္ဗာန်အကြောင်းအသိတွေကဒုတိယအစင်ပဲပေါ့။ဟုတ်လား။အဲ့ဒါကိုဘုံဘုံတို့ပြောတာဒါကြောင့်ပြည်သူတွေတင်ရတဲ့ရည်ရွယ်ချက်နှစ်ချက်ကိုပြောဗါတယ်ပါတော့အဓိကမှာအပေါ်နှစ်ချက်ကိုချိုးလိုက်တော့တခုပဲနိုင်ငံသားကောင်းဖြစ်ဖို့